你那个平地边比下边的，我连这米比都没了，然后没呀。变现嘛，公公。哦，没多少平地呢比。嘿，他吹家都表你啊，就陪你啊，然后嘞他东边了嘛。你爸妈没地边的拉表你呢，挂过你。嘿狗，嘿狗，妈是谁要呢？狗香狗米哩？哈妹，今天这乡里边没白天谁养的？对嘞，哎，香那么好，别那不会等你啊。嗯。你多少些人哦？你不是要背他？些呢？有啥？သူများသားသမီးနေရွယ်မှာဆိုရင်လေနိုင်ငံခြားကနေပြီးမိဘကိုထောက်ပံ့နေကြပြီ သူများအမေတွေလည်းအမေရွယ်ဆိုရင်ခုချိန်တရားစခန်းဝင်နေပါပြီ ဟဲ့အဲ့ဒါနင်းကြောင့်လေငါနင်းကိုစိတ်မချလို့လေငါ့ကိုလာရှိနေစားအမကွဲသွားပြီ အေးကောင်းတယ်လှုပ်ငါပတ်စံကိုဖြုံးနေရသိလားပြောအမမှတ်ထားလိုက်မယ်โอเคဩရေးတဲ့ဒီဘောမိဟဲ့ကွယ်ပြီ မင်းကတော့ပတ်စံဖြုံးနေပြီ ဟဲ့ငါဖုန်းမှန်ကွယ်လို့ပြင်ပတ်စံမကုန်ဘူးဟဲ့ အကောင်ကဘယ်ဆိုင်ကဝယ်တာမလို့အဲ့ဆိုင်ကအမေရှယ်ယာထည့်တာမလို့ လာတားလိုက်တာဒီနားခဏလာတယ်ပြောလာနော်ဘယ်ဆိုင်ဝယ်လဲတိကျနေဟာလား อืม လာပြမယ်နော်ဒါနင်းပြမယ်လားလာခဲ့အမထိုင်ဒီမှာငါဒီဇိုင်းဝယ်လာတာ ဟုတ်ပြီဒီဆိုင်ကဝယ်တော့ဖုံးမှန်ကွက်လို့ပြင်ပတ်စံမပေးရဘူးလားလို့ သမီးရဲ့အန်ဒီဘာလို့ပတ်စံမကုန်လဲဆိုတော့အကောင်ရှင်းပြလိုက်စမ်းပါ ဟုတ်ကဲ့ဟုတ်ပါတယ်ကိုညီမတို့မိုဘိုင်းရောက်နေမှာဖုန်းဝယ်သွားပြီးဆိုတာနဲ့ဝယ်သွားတဲ့ဖုန်းနောက်ကြီးလုံးဝကိုစိတ်အေးသွားပါပြီကို ဘာဖြစ်လို့ ဘာဖြစ်လို့လဲဆိုတော့မိုဘိုင်းရောက်နေမှာဖုန်းဝယ်သွားတဲ့ဖုန်းတွေအတွက်ဆိုလို့ရှိရင်ပစ္စည်းဘိုးကလက်ခပါလုံးဝတပြားမှပေးစရာမလိုတဲ့အာမခံလေးလာပါလို့ပါကို ဒါပဲလား ဟောဒါရင်ပဲကအောင်မလဲဝယ်သွားတဲ့ဖုန်းအတွက်တက်သက်စာလက်ခအခမဲ့ပစ္စည်းငွေကကိုပါပေးထားသေးတယ်အကိုဟုတ် ဒါပဲလား ဒါရင်မကသေးဘူးမိုဘိုင်းရောက်နေဆိုင်မှာဘာပဲဝယ်တသိန်းမှုပြည့်ရနဲ့လိုင်စင်မှာစိုက်ကယ်5စီးအပြင်မှာငွေကျပ်သိန်းပေါင်းများစွာမဲဖောက်ပေးအောင်မဲ့ကစတမတ်ကိုမတစောင်းမှာရရှိအောင်ဖြစ်တယ်အကို နောက်ထပ်ကော ဒါပဲလေ ဒီအခွင့်အရေးတွေအားလုံးရဖို့နီးစပ်ရမိုဘိုင်း AR ဆိုင်ကိုသွားပြီးအခုပဲဖုန်းဝယ်လိုက်တော့နော်